ငါကိုမတကိုးထွက်သည်ကိုငါသိ၏အာမင်သူသခင်ယေရှုရဲ့တကိုးဟာထွက်သွားတယ်အဲ့ဒီထွက်သွားအောင်လုပ်တဲ့လူဟာနာမည်ဖော်ပြခြင်းခံရတဲ့လူတွေသိတဲ့တရားစရက်ကောင်းဆောင်လုပ်တဲ့အဲ့ဒီ Jairus မဟုတ်ဘူး Nobody ပြောလို့ချင်းမဲ့နေတဲ့အဲ့ဒီသွေးသွန်းတာအမျိုးတူအမျိုးသမီးတူရဲ့ယုံကြည်ခြင်းအကျွမ်းမဲ့တို့လိုက်တဲ့အခိုက်အတန့်ဟာသခင်ယေရှုရဲ့တကိုးတော်ထွက်သွားတယ် Somebody touch Nobody တခင်ယေရှုနဲ့မတွေ့ခင်မှာကျွန်တော်တို့ကဘာမှမဟုတ်ဘူးတခင်ယေရှုနဲ့ထိတွေ့ပြီးတဲ့အချိန်အခိုက်အတန့်လေးမှာကျွန်တော်တို့က somebody ဖြစ်လာတယ်အတိတ်ပဲရှိလာတယ်အပြောင်းလဲဖြစ်လာတယ်ကျွန်တော်ဆက်ဖတ်ကြည့်တဲ့အခါမှာထိုမိမကြီးမိမိပုံရှံ၍မနေနိုင်ဒီကိုတိလျင်တုံတော့ခဲ့လာ၍အပေအကြောင်းကြောင့်တို့ဒီကို၎င်းချက်ချင်းချမ်းသာဒီကို၎င်းလူအပေါင်းတို့ရှိမှ everybody လူအပေါင်းတို့ရှိမှကြက်ဝတ်လက်ကြားလျှောက်နေ၏အာမင် Nobody တကယ်ယေရှုတို့လိုက်တဲ့အခါမှာ somebody အဲ့ဒီတကယ်ယေရှုတို့ချင်းကိုခံရပြီးတဲ့အခါမှာမနေနိုင်မထိုင်နိုင်ဖြစ်ပြီးတော့ဘုံရှောင်လို့မရတော့ဘူးဘာဖြစ်လို့လဲတကယ်ယေရှုစီကနေထွက်သွားတဲ့သဘောဆိုတာဘယ်ကိုဝင်သွားတာလဲအဲ့ဒီတွေးသွန်းနာဆွဲတဲ့ nobody စီကိုဝင်သွားတော့ somebody ဖြစ်သွားတဲ့အဲ့ဒီအမျိုးသမီးစီဝင်သွားတဲ့အခါကျတော့အဲ့ဒီတကူနဲ့အသက်တာပြည့်လာတဲ့အခါဘလို့မှပုံရှောင်လို့မရဘူးဟန်ဆောင်နေလို့မရဘူးတတော်တနေရာမှာထိုင်ကွင်းနေလို့မရဘူးလူရှိသူရှိမှအဲ့ဒီတကူတော်ကိုဖွင့်ပြောရမယ်တက်တည်ခံရမယ်အဲ့ဒီအချိန်ကြီးရောက်လာတယ် everybody လူရှိသူရှိ everybody အဲ့ဒီ somebody everybody အတွက်ဖြစ်လာအာမင်ကျွန်တော်တို့တက်တာတွေဟာအဲ့ဒီအဆင့်ကိုမရောက်သေးရင်ကျွန်တော်တို့တဖန်ပြန်ပြီးတော့သခင်ယေရှုရဲ့ဘဝလေးကိုယုံကြည်ခြင်းအပြည့်နဲ့တို့ချင်တာကကျမ်းစာအကုန်မသိရင်နေပါစေတပိုက်လေးပဲသိရင်လည်းရပါတယ်အဲ့ဒီတပိုက်လေးနဲ့တိုးလိုက်တာဒါကျွန်တော်တို့ကသခင်ယေရှုနဲ့တို့ချင်းခံပြီးတော့မှပြောင်းလဲလာပြီးတော့မှလူရှိသူရှိမှအာရဘာရတရားဟောတဲ့ဝိပုကုဝေချင်းကိုဦးဆောင်တဲ့လူတွေကိုပဲအားကျပြီးတော့သူတို့လူမဖြစ်တဲ့အခါမှာကျွန်တော်တို့ဟာ nobody ဖြစ်ပြီးတော့နောက်ကို back ဖြစ်တဲ့အခါမှာ back slide ဖြစ်သွားတယ်ကျွန်တော်တို့နောက်ကိုဆောက်ရတဲ့ back slide ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့က nobody ဖြစ်သွားတယ်ဒါပေမဲ့ဒီနေ့တကယ်ယေရှုကစိတ်ခေါ်နေသေးတယ်တင်ဟာ nobody မဟုတ်ဘူး somebody ဖြစ်တယ်ဘာဖြစ်လို့လဲအဲ့ဒီတကိုးတော်ဟာတကယ်ယေရှုနဲ့တခါတူထိပြီးတဲ့အခါအဲ့ဒီတကိုးတော်ဟာတင်မှာကြံနေအဲ့တော့တင်ဟာ somebody ဖြစ်နေတယ်ဘာပဲလို့လဲဆိုတော့ everybody အတွက်ကိုကျွန်တော်တို့ရှေ့တက်တန်းဖို့လို့လဲဆိုတော့ဒီကနေ့ပြောချင်တယ်အဲ့တော့တကယ်ယေရှုကိုတူလိုက်တဲ့အချိန်မှာသူဟာ somebody ဖြစ်လာတယ်သူပုံရှောင်နေလို့မရဘူးသူ့ရဲ့အကြံစီကအဲ့ဒီဗီဒီယိုထဲမှာဆိုရင်ချက်ချင်းတူပြီးတော့ဓာတ်လိုက်တယ်လို့မျိုးပြောင်းတုံးခါသွားတယ်ပေါ့နော်ဒါပေမဲ့သူချက်ချင်းလက်ထွက်သွားတယ်ချက်ချင်းလက်ထွက်တဲ့အခိုက်အတန့်မှာပဲတကယ်ယေရှုချက်ချင်းပဲဘယ်သူလဲငါ့ကိုတို့တယ်အဲ့လိုပြောလိုက်တော့သူကချက်ချင်းလက်ထွက်ပြီးတော့အနောက်လဲနေတဲ့အချိန်ခြေလမ်းကမသွားတော့တန့်သွားတယ်ဘာဖြစ်လို့လဲအဲ့ဒီတကူတော်လက်ထွက်လို့မရအဲ့ဒီတကူတော်နဲ့တွေ့ပြီးရင်အဲ့ဒီတကူတော်ရှိတဲ့ဘက်ကိုပဲတွားရမယ်အာမင် back slide ဆိုတာမဖြစ်ရဘူးအဲ့ဒါကြောင့်တကယ်ယေရှုဘယ်သူတို့လဲဆိုတဲ့အခါကျတော့သူကချက်ချင်းပြန်လှည့်လာပြီးတော့တုံလှုပ်စွာနဲ့ဘာဖြစ်လို့တုံလှုပ်တာလဲကြောက်ချင်းဘာကြောက်လဲဆိုတော့ခုနကလူကြီးယောက်ျားကြီးများပေါ့နော်
သူ့ကိုတခင်ယေရှုနဲ့ပင်မတွေ့တဲ့ယောက်ျားကြီးများရှေ့မှာဆိုတော့သူကြောက်တယ်မိန်းကလေးဖြစ်နေတဲ့အခါကျတော့အဲ့ဒီယောက်ျားတွေရှေ့မှာလူကုန်တန်တွေရှေ့မှာတခင်ယေရှုဆိုတဲ့ဘုရားရဲ့သားတော်ရှေ့မှာမိန်းကလေးတယောက်အနေနဲ့စကားပြောဖို့ဆိုတာသူတရားကြောက်တယ်ဒါအပြစ်ဖြစ်တာကိုမတော်လို့ရှိရင်ကြောက်ကဲတဲ့အပြစ်ခံရမယ့်အခြေအနေပဲအဲ့တော့သူကြောက်ဒါပေမဲ့အချိန်ထဲမှာတိုးလိုက်တဲ့အချိန်မှာသူ့ရဲ့အနာရောဂါအကုန်ချက်ချင်းပျောက်ကင်းသွားတယ်ဆိုတာသူသိတယ်အဲ့ဒါကြောင့်သူအံ့ဩနေတယ်ဝမ်းသာနေတယ်အဲ့ဒီအတွက်ကြောင့်လည်းသူတုံလုံးချောက်ချားနေတယ်အဲ့ဒီနှမျိုးပေါင်းပြီးတော့တုံလုံးဆွမ်းတယ်သခင်ယေရှုကိုပြန်လည်ပြီးတော့ဖြေချတယ်ကျုပ်ဝပြီးတော့ဆိုတာကသူပါပဲဖြစ်ခံတော့မယ်ပေါ့နော်ကြောက်ကဲနဲ့ပြည့်ရင်လည်းခံတော့မယ်ဘာဖြစ်လို့လဲသူ့မှာအပြောင်းလဲရှိလာပြီဆိုတော့ဒါမပြောလို့မရတော့ဘူးဒီကိစ္စကိုသူတက်တေခံမှဖြစ်တော့မယ်သူနောက်လှည့်ပြီးတော့မတိမတာထွက်တော်လို့မရတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့လက်လာပြီးတော့သူ့ရဲ့အဖြစ်အခြေကိုအကုန်လုံးပြန်ပြောပြတယ်ကျွန်မဟာစဉ်းစားနေလုံးလုံးတွေးသွင်းအနာကိုဆွဲနေခဲ့တယ်တကယ်ယေရှုရဲ့ဘဝတော်ကိုကျွန်မတိုးလိုက်တဲ့အခိုက်အတန့်မှာကျွန်မဟာကျမ်းမာခြင်းကိုရပါတယ်အဲ့ဒါကြောင့်ဆိုပြီးတော့အဲ့ဒီကျုပ်ထဲမှာဆိုသူငိုတော့တာအဲ့တော့ဒီမှာတော်တော်လေးနဝင်ချိုတဲ့စကားကျွန်တော်ရဲ့မကြဘူးတဲ့ကျွန်တော်ရဲ့အမေသားဆိုပြီးတော့ခေါ်တဲ့အတန်နဲ့ကျွန်တော်ခလဲတယ်ဒီမှာတော့သမီးပေါ့နော်လူအကောင်းတို့ရှိမှပြောလဲကြားလျှောက်ပြီးကိုတော်ကလည်းငါသမီးမစိုးရိမ်နဲ့ငါသမီးမစိုးရိမ်နဲ့အာမင်ဘယ်စနေနေ့လုံးလုံးသွေးသွန်လာတဲ့အခါမှာသူဟာညစ်ပတ်တဲ့ပြင်းရတော်အရာသူဟာညစ်ပတ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်အပေခံတဲ့လူတယောက်ဖြစ်လာတဲ့အခါမှာမိဘကိုယ်တိုင်ကသမီးလို့တော့မခေါ်ခြင်းတဲ့အဆင့်ဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ nobody ပဲအဖေမေအတွက်လည်း nobody ပဲအိမ်ထောင်ကြီးသားစုအတွက်လည်း nobody ပဲအဲ့ဒီအချင်းကြီးကြောင့်မလို့အဲ့ဒီသမီးဆိုတဲ့တော်တော်နဝင်ချိုတဲ့အဖေခေါ်တဲ့ အမေခေါ်တဲ့အဲ့ဒီဟာကိုသူမကြားတာအနည်းဆုံးတော့စဉ်းစားနေလောက်ရှိမယ်အဲ့တော့သူအရင်ကြောက်နေတဲ့ဟာငေါ့ဘာလို့တော့မှလဲဆိုပြီးတော့ကြောက်နေတဲ့အချိန်မှာသူ့ရဲ့ထင်မြင်ယူဆချက်နဲ့တလွဲတခြားစီဖြစ်ပြီးတော့ငါသမီးမစိုးရိမ်နဲ့ဆိုတဲ့မေတ္တာစကားပြီးတော့ဘယ်သူမှသူ့ကိုမတိုးချင်ဘူးသူတို့လိုက်တဲ့တကယ်ယေရှုကသူ့ကိုလက်နဲ့ကိုင်ပြီးတော့မထူပြီးတော့သမီးမစိုးရိမ်နဲ့မြင်ဝတ်စွာသွားတော့တဲ့ယုံကြည်ခြင်းတွေတင့်ကိုအနာငြိမ်းစေပြီအာမင်သွားကျေးဇူးတော်လာအဲ့ဒီယုံကြည်ခြင်းရှိဖို့သာလိုတယ်အရင်ဆုံးအဲ့ဒီယုံကြည်ခြင်းရှိဖို့လိုအဲ့ဒီယုံကြည်ခြင်းအဖြစ်သူ့မှာခွန်အားမရှိတော့လေပဲအဲ့ဒီယုံကြည်ခြင်းကတွန်းပို့ပေးတဲ့အခါကျတော့အဲ့ဒီလူအုပ်ကြားထဲမှာတိုးပြီးတော့ခွန်အားယူပြီးတော့တိုးနိုင်ရတဲ့အားဆိုတာဟာအဲ့ဒီသူ့ရဲ့ခန္ဓာကိုယ်အားနဲ့မဟုတ်တော့ဘဲနဲ့သူ့ရဲ့ယုံကြည်ခြင်းအားနဲ့ဖြစ်တယ်အဲ့ဒီယေရှုဆိုတဲ့အလင်းကိုသူမြင်နေတဲ့အခါမှာအဲ့ဒီအလင်းနဲ့ထိတွေ့လိုက်တဲ့အချိန်မှာသူ့ရဲ့ဘဝအမောင်ထူးခြင်းဟာချက်ချင်းအလင်းပြောင်းသွားမယ်ဆိုတာယုံကြည်တယ်အဲ့ဒီယုံကြည်ခြင်း 100% အပြည့်နဲ့လူကြားရောက်တိုးလာတဲ့အခါမှာသူမတိမတာတိုးနိုင်ပြီးတော့အဲ့ဒီတကယ်ယေရှုရဲ့ဘဝတော့တိုးလိုက်ရတဲ့အချိန် somebody ဖြစ်လာရတဲ့အချိန်ပြီးတော့မကြတဲ့အချိန်တခဏချင်းမှာပဲ everybody အတွက်တို့အသက်ကခုနကဘာမှမဟုတ်တဲ့မတိမတာမထင်မရှိရှိတဲ့ဘဝဟာချက်ချင်းပဲလူရှိသူရှိမှာပေါ်လွင်ထင်ရှားပြီးတော့ပေါ်ပြိုလာဖြစ်ပြီးတော့သူ့ဘဝပြောင်းလဲလာသူဟာသခင်ယေရှုရဲ့ကျမ်းမာစေခြင်းနမိတ်လက္ခဏာအဲ့ဒီတကိုးတော်ကိုတက်သေးခံတဲ့အသက်တာဖြစ်သွားတယ်အာမင်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ဟာချိန်တိုင်းမှာတခါတလေမှာမြင့်ဆုံးနေရာကိုရောက်တယ်လို့ကိုထင်တယ်ယုံကြည်ခြင်းနဲ့အပြည့်ရှိတယ်ဒါပေမဲ့တခါတလေကြတော့လေငါဘာမှမဟုတ်ပါလားငါမိသားစုမှာမရှိရင်လည်းရတယ်နဲ့တူပါတယ်ဒီဖခင်ကြောင့်ငါမရှိတဲ့ဖြစ်တာနဲ့တူတယ်ကျွန်တော်အဲ့လိုစဉ်းစားဖို့ငါမရှိတဲ့ဒီဖခင်ကြောင့်ဖြစ်တယ်မရှိတဲ့ဖြစ်တယ်တကယ်ဖြစ်တယ်မိသားစုမှာမရှိတဲ့ဖြစ်တယ်ဒါပေမဲ့တကယ်ယေရှုကသင်မရှိလို့မဖြစ်ဘူး
ဘာဖြစ်လို့လဲသင်ဟာကျွန်တော်ဟာသူဖန်ဆင်းထားတဲ့တန်ဖိုးရှိတဲ့လူဖြစ်တယ်မိန်းမမဟုတ်ဘူးယောက်ျားမဟုတ်ဘူးသူဖန်ဆင်းထားတဲ့လူဖြစ်လို့တန်ဖိုးရှိတယ်အဲ့ဒီ nobody ဆိုတဲ့ခံစားချက်ရှိတဲ့အချိန်မှာသင်ဟာ somebody ဖြစ်တဲ့ everybody အတွက်ဖြစ်တယ်ဆိုပြီးတော့သခင်ယေရှုကစောင့်ကြိုနေပါတယ်ဆိုတာကိုဒီနေ့ကျွန်တော်ဖော်ပြချင်တာဖြစ်ပါတယ်ရောက်စေတဲ့တရားရှင်ကောင်းချီးပေးပါစေအာမင်ရောက်စေတဲ့တရားရှင်တာ၍ကောင်းချီးပေးပါစေကျွန်တော်ဒီကျမ်းပိုက်ကိုဖတ်တဲ့အခါမှာယေရှုကယေရှုဒီပြန်တော်မူလေလူအဆုအဝေးအပေါင်းတို့သည်အဲ့ဒီအဆုအဝေးအပေါင်းတို့ထဲမှာအမျိုးစုံပါတယ်ယောဂတေတွေပါတယ်အစာအိမ်ယောဂသမားတွေလည်းပါမယ်ပြီးတော့အိမ်ထောင်အစင်မပြေတဲ့လူတွေလည်းပါမယ်မိန်းမတွေလည်းပါတယ်မိန်းမတွေဆိုတဲ့အခါမှာသူတို့ချိန်သူတို့ခါမှာမိန်းမဆိုတာလူရမဝင်တဲ့လူတွေပဲအဲ့တော့ယေရှုဆိုတဲ့ထူးမြတ်လာတဲ့ပုဂ္ဂိုလ်နားမှာတွားပြီးတော့ချီးကပ်ဖို့နေတာစကားပြောဖို့အခွင့်မရဘူးလူရှိသူရှိမှထွက်ဖို့အခွင့်မရဘူးအဲ့ဒီလူစုလူဝေးထဲမှာဘာမှမဟုတ်တဲ့လူတွေလူရမဝင်တဲ့လူတွေပါတယ်အဲ့ဒီထဲမှာလူရဝင်တဲ့တယောက်ကတော့ယာယီရုဂျိုင်ရပ်စ်ဒီမှာဘယ်လိုပြောထားလဲယာယီရုအမည်ရှိသောတရားစရပ်မှုသည်တရားစရပ်မှာလူကြီးလုပ်တဲ့ဇိုင်ရပ်စ်သူတယောက်ပဲနာမည်ပေါ်ပြခြင်းခံရတယ်ပြောချင်တာကဒီလူစုလူဝေးထဲမှာလူစုလူဝေးထဲမှာသူတယောက်ပဲနာမည်ပေါ်ပြခြင်းခံရတယ်ဘာဖြစ်လို့လဲဆိုတော့သူတယောက်ပဲတန်ဖိုးရှိတယ်ပေါ့ဒီထဲမှာကျန်တဲ့လူတွေကတာမန်လူတွေပဲကျွန်တော်တို့လိုပဲတာမန်လူတွေပဲအဲ့တော့ဒီကနေ့ကျွန်တော်ဖော်ပြချင်တာကတော့အင်္ဂလိပ်လို nobody ပြီးတော့ somebody ပြီးတော့ everybody ဒီသုံးချက်လေးအပေါ်မှာကြည့်ပြီးတော့ဒီကျမ်းစကားကိုကျွန်တော်တို့နားထောင်ကြည့်အောင်ဒီလူစုလူဝေးထဲမှာဘယ်သူမှအတိမပြုတ်ခြင်းမခံရတဲ့လူတွေအများကြီးရှိတယ်။တနည်းအားဖြင့် nobody ရှိလို့ရှိမှန်းတော့တတိမထားကြဘူးအဲ့ဒီလူအများကြီးရှိတယ်။တကယ်ရှုလာတဲ့အခါမှာသူတို့ကကြမ်းမှခြင်းနဲ့သူတို့ကလွတ်လပ်ခြင်းနဲ့နမိတ်လက္ခဏာတွေကိုမြင်ခြင်းတဲ့အခါဒီမျော်လင့်ချက်နဲ့ယေရှုပြန်လာတာကိုဝမ်းမြောက်ဝမ်းသာစွာနဲ့ကြိုဆိုကြတယ်။ဒီချိန်မှာလူတိတဲ့တယောက်တော့သူဟာဒီကျမ်းပိုက်မှာနာမည်ပေါ်ပြခြင်းခံရတဲ့တယောက်တော့သူဟာယာယီရုဂျိုင်ရပ်စ်သူတော်မှသူ့ရဲ့သမီးတူကြီးတို့သမီးဖြစ်တဲ့စစ်နှစ်ပဲရှိတဲ့သမီးဟာဒီဆဲအချင်းမှာရှိတယ်အဲ့တော့ဒီနေ့ရောက်ရှိလာကြတဲ့ညီကိုမောင်နှမများထဲမှာမိဘများရှင်အဲ့ဒီအချင်းကိုချင်းစာနိုင်ပါလိမ့်မယ်အိမ်မှာကလေးရှိတဲ့လူရှင်ဆိုရင်အဲ့ဒီအချင်းကိုချင်းစာနိုင်ပါလိမ့်မယ်ကိုသမီးတူကြီးတို့သမီးပဲစစ်နှစ်ပဲရှိသေးတယ်ချစ်စရာကောင်းတုံးလေးပဲရှိသေးတယ်ဘာမှအပြစ်အနာဆာမပါသေးဘူးစကားနားမထောင်တာလည်းမပါသေးဘူးအဲ့တော့ကလန်ကစားလည်းမလုပ်သေးဘူးဒါပေမဲ့အဲ့ဒီချစ်စရာအလွယ်တူတီတော့သမီးဟာဒီမှာဘာယောဂလို့မှမပြောထားဘူးအဲ့တော့ဒီစဲအခြေအနေမှာရှိတယ်ဖခင်တယောက်အနေနဲ့ဘာမှလုပ်စရာကြိုက်စရာမလုပ်နဲ့တတ်မကြိုက်တတ်ဖြစ်နေတယ်စိတ်ကဘာမှမစင်စားတတ်တော့အဲ့ဒီအချိန်မှာသခင်ယေရှုကြွလာတယ်ဆိုတော့တွေ့မျောလင့်ခြင်းအဲ့ဒီမျောလင့်ခြင်းနဲ့သခင်ယေရှုကိုကြိုဆိုတယ်ဒီထဲမှာသူကကံကောင်းတယ်လို့ပြောပါတယ်သူနာမည်ဖော်ပြခြင်းခံရတယ်ကျွန်တော်တို့အသင်းတော်မှာကျွန်တော်တို့ရဲ့တငယ်ချင်းအတိုင်းဝိုင်းထဲမှာကျွန်တော်တို့ဟာအမေမပေါ်တဲ့လူတွေဖြစ်နေတယ်ကျွန်တော်တို့စူးစမ်းတယ်တတ်နိုင်တဲ့ချင်းချင်းမြတ်တာပြရတယ်ဒါပေမဲ့ကျွန်တော်တို့စူးစမ်းခြင်းဟာကျွန်တော်တို့ရဲ့မြတ်တာပြခြင်းဟာကျွန်တော်တို့ထင်တဲ့လူတွေရဲ့အတိမပြုတ်မခံရဘူး
ဒါပေမဲ့ဒီနေရာမှာတော့ Jairus ကတော့ကံကောင်းတယ်လို့ပြောမယ်ဘလို့ဆက်တော့တကယ်ယေရှုနဲ့မတွေ့ကြတဲ့အခါကျတော့ကံကောင်းတယ်ပေါ့နော်ဒါပေမဲ့သူ့သမီးစနစ်လက်ရှိတဲ့သမီးကဒီဆက်အချိန်ဒီမှာဒီလိုမျိုးပါရှိနေတဲ့အချိန်မှာသူဟာမျိုးလေးချင်းကုန်နေတဲ့အချိန်မှာတကယ်ယေရှုရောက်လာတယ်ဆိုတော့ဟိုတွတ်တော့တကယ်မျိုးလေးချင်းအဖခင်တယောက်အနေနဲ့ဘယ်တော့ဝမ်းသာမလဲဟာသမီးပြန်ပေါင်းလာမယ်ပြန်ပြီးတော့အသက်ရှင်လာမယ်ဆိုတဲ့မျိုးလေးချင်းနဲ့ယေရှုကိုကြိုးဆိုတယ်နောက်ဒီနေ့ပေါ်ပြခြင်းနဲ့ nobody ဆိုတဲ့လူတွေအတိတ်မပြုတ်ချင်းမခံရတဲ့အဲ့ဒီအမျိုးသမီးတယောက်ကတော့အသက်12နှစ်မဟုတ်ဘူး12နှစ်လုံးလုံးသွေးတုံအနာကိုခံရပြီးတော့ဒုက္ခခံတဲ့အမျိုးသမီးဖြစ်တယ်ဒီနေရာမှာပြောချင်တာကခုနကျွန်တော်ထည့်ပြောတဲ့အတိုင်းပဲဒီအမျိုးသမီးဘာမှမဖြစ်အကောင်းပကတိဆိုရင်တော့အမျိုးသမီးဖြစ်တဲ့အတွက်သူဟာလူရအောင်ဘူးပေါ့ဒါပေမဲ့ဒီချင်းမှာသူက12နှစ်လုံးလုံးသွေးတုံအနာဆွဲတယ်ရှိလို့မြတ်ပိုက်ဆံနဲ့ကုတယ်ဘယ်ဆရာဝန်ကမှသူ့ယောဂကိုပြောက်အောင်မကုသနိုင်ဘူးမပြောက်ကင်းနိုင်ဘူးဒီချင်းမှာသူမျိုးလေးချင်းတစ်စက်မှမရှိတော့အဲ့ဒီလူစုလူဝေးထဲမှာအဲ့ဒီတယောက် nobody နာမည်ပေါ်ပြချင်းမှခံရဘူးပြီးတဲ့အခါကျတော့ပိုဆိုးတာကသွေးတုံအနာကိုဆွဲတဲ့လူဖြစ်တယ်အဲ့ဒီအခြေအနေနဲ့ယောက်ျားကြီးများထဲမှာယူဒလူတကယ်ယေရှုရဲ့နောက်လိုက်တပည့်တော်များထဲမှာအဲ့ဒီ main ကလေးဟာဘာမှမဟုတ်တဲ့အဲ့ဒီ main ကလေးဟာသွေးသွန်နာဆွဲနေသေးတဲ့အဲ့ဒီ main ကလေးဟာတကယ်ယေရှုကိုပေါ်တူဖို့တကယ်ယေရှုရှိမှတနာပါအသက်ချမ်းသာပေးပါကျမ်းမာခြင်းကိုအခွင့်ပေးပါဆိုပြီးတော့တောင်းလျှောက်ရတဲ့အခွင့်မရှိတဲ့အဲ့ဒီအမျိုးသမီးအဲ့ဒီ nobody နာမည်ပေါ်ပြခြင်းမခံရတဲ့လူဟာအဲ့ဒီလူစုလူဝေးထဲမှာပါလာကျွန်တော်ဒီချက်ပိုက်ကိုYouTube မှာဆက်ကြည့်တယ်ဆက်ကြည့်တော့animation တခုကျွန်တော်တွေ့တယ်အဲ့ဒီမှာဘယ်လိုပေါ်ပြထားလဲဆိုတော့သူကအိမ်မှာအဲ့ဒီသူ့ရဲ့ဟိုဝတ်စုံပြောမလားဒီသွေးသွန်နာဆွဲတဲ့အချိန်မှာဝတ်တဲ့ဝတ်စုံကိုသူချက်ချင်းလဲပြီးတော့တခြားဝတ်စုံတစ်ခုပြောင်းပြီးတော့ထွက်လာတဲ့အခါကျတော့အဲ့ဒီအိမ်ရှိမှရှိတဲ့အဲ့ဒီယူရလူယောက်ျားကြီးတစ်ယောက်ကနေမတော်ရဘူးနေဟာသွေးသွန်နာဆွဲတဲ့လူပဲဆိုပြီးတော့တားလိုက်တဲ့အချိန်မှာသူကဝတ်နဲ့ပက်လက်နဲ့အိမ်ထဲကိုပြန်ဝင်အတကုံငိုချပြီးတော့စဉ်းစားတယ်နောက်အဝတ်တစ်ခုပြန်လဲဘာဖြစ်လို့လဲဆိုအဲ့ဒီပြန်သွားတဲ့အချိန်မှာသူ့သွေးကပြန်တော်တဲ့အခါကျတော့အဲ့ဒီခုနဝတ်ထားတဲ့အင်ဂျီကပြန်ပြီးတော့နေပတ်သွားတော့ဘုံကိုပြန်လဲရကျွန်တော်တို့ဒီတိုင်းထပ်လိုက်တဲ့အခါကျတော့ချက်ချင်းလာပြီးတော့သခင်ယေရှုရဲ့ဒီဘဝကိုလာတို့တွေလို့ထင်ရတယ်ဒါပေမဲ့အဲ့လိုမျိုးဇလန်အနေနဲ့ပြန်ပြီးတော့ကြည့်ရတဲ့အခါကျတော့အဲ့ဒီမျိုးသမီးရဲ့ဖြစ်ကတော်တော်လေးတနာစရာကောင်းနောက်တစ်ခါပြန်လာတဲ့အခါကျတော့သူကဒီမျက်နှာလေးဖုံးပြီးတော့လူကြားထဲမှာယောက်ျားလူမျိုးပုံစံဟန်ဆောင်ပြီးတော့ဟိုတို့ဒီတို့နဲ့ဒီသွေးတော့အနာဆွဲတဲ့လူရဲ့ပေါ်ကဘယ်လောက်ရှိမလဲဒီလူအဖြစ်ကိုတိုးဖို့ဆိုရင်သူမလွယ်တော့ဘူးဒါပေမဲ့သူစူးစမ်းပြီးတော့တိုးတယ်နောက်ဆုံးတော့တခင်ယေရှုရဲ့ဘဝလေးကိုမဝတ်မရဲတုံလို့စွာနဲ့ဒီလိုမျိုးထိလိုက်တဲ့အခါကျတော့တကယ်တော့အဲ့ဒီထိတဲ့အထိကအရှိန်ကဘယ်ထိလို့ထိမှတော့ဒီနိုင်တဲ့အရှိန်မဟုတ်ဘူးဒီကျွန်တော်အဲ့ဒီ YouTube မှာမြင်တဲ့ဟာဒါပေမဲ့တကယ်ယေရှုကချက်ချင်းသိတယ်ချက်ချင်းရတယ်ငါ့ကိုဘယ်လိုတို့တာလဲအဲ့ဒီချက်ချင်းမှာအဲ့ဒီအခိုက်အတန့်လေးမှာ nobody ဘယ်သူမှအတိမပြုတ်တဲ့လူရမဝင်တဲ့နာမည်တော်ပေါ်ပြခြင်းမခံရတဲ့အဲ့ဒီအမျိုးသမီးဟာ somebody ဖြစ်လာ somebody တစုံတယောက်ငါ့ကိုတို့တယ် somebody ဖြစ်သွားတယ်အာမင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ background အနေနဲ့ကျွန်တော်တို့ရဲ့ကြိုးစားခြင်းအနေနဲ့ဘာမှမဖြစ်တဲ့အခြေအနေမှာရှိရင်စိတ်ဓာတ်မကြဘူး
အဲ့ဒီလိုလူမျိုးအတွက်ကိုတမင်တကာရည်ရွယ်ပြီးတော့ဒီကျမ်းပိုက်ကိုဒီမှာထည့်ထားတာဖြစ်တယ်အာမင်ကိုအားငယ်ပြီးတော့တင်ငယ်နေတဲ့လူတွေရှိရင်ကိုငါမအောင်မြင်နိုင်တဲ့လူပါလားဆိုပြီးတော့ကိုယ့်ရဲ့မအောင်မြင်ခြင်းကိုတော့မဖွင့်ပြောရတဲ့လူတွေရှိရင်အဲ့ဒီလူတွေအတွက်ကိုတမင်တကာဒီကျမ်းပိုက်ဟာဒီသဆုံးတရားငါကိုတို့တယ်ဆိုပြီးတော့သခင်ယေရှုရဲ့ကျမ်းစကားဟာအဲ့ဒီလူတွေအတွက်အဲ့ဒီအမျိုးသမီးအတွက်အဲ့ဒီအမျိုးသားအတွက်ဖြစ်တယ်အာမင် nobody ဟာသခင်ယေရှုကိုတို့လိုက်တဲ့အခါကျ somebody now we are somebody before we touch Jesus မလေးအင်္ဂလိပ်လိုဖတ်လာ before we touch Jesus we are nobody you are nobody you are nothing but at the moment you touch Jesus you became somebody amen တဆုံးတယောက်ဖြစ်လာတယ်အကောင်အထင်နဲ့ရှိလာတယ်တခုခုဖြစ်လာတယ်ပြောင်းလဲလာတယ်အာမင်အာမင်အပြောင်းလဲဖြစ်လာပြီဟာအဲ့ဒါသူ့ဘက်ကမဟုတ်ဘူးသခင်ယေရှုဘက်ကဖြစ်တာဖခင်ဘက်ကဖြစ်တာအာမင်အာမင်အဲ့ဒီဖခင်ကိုတင်ယုံကြည်ခြင်းအတွင်းမဲ့ယုံကြည်ခြင်းနဲ့တော့တွန်းလိုက်တဲ့အချိန်မှာတင်ဘက်မှာသဆုံးတစ်ခုဖြစ်တဲ့အတိုင်းပဲဖခင်ဘက်မှာလည်းသဆုံးတစ်ယောက်သဆုံးတစ်ခုဖြစ်သွားတယ်လိုက်ရထသွားတယ်အာမင်ဘုရားသခင်ရဲ့လိုက်ထအောင်လုပ်တဲ့လူတွေဖြစ်ပါစေအာမင်အာမင်ကျွန်တော်လည်းတော့ပြချင်းခံရတယ်သူဘုရားကြောင့်ဖြစ်တယ်အာမင်အာမင်အာမင်သူဘုရားကြောင့်ကျွန်တော်တို့ဒီနေ့ဒီလိုမျိုးသူ့ရဲ့တောင်းမြတ်ခြင်းကိုကျွန်တော်တို့သိပြီးသားပါကျွန်တော်တို့ကြားဖို့ပြီးသားပါဒါပေမဲ့အဲ့ဒီသိပြီးသားကြားဖို့ပြီးသားခြင်းမှာအတိတ်တော်လိုင်းဟာပြန်ထလာတဲ့အခါအဲ့ဒီသိပြီးသားတက်ပြီးသားကြားဖို့ပြီးသားအဟောင်းဆိုတာဟာဘုရားသခင်ရဲ့စကားဟာအတိတ်ဖြစ်လာပြီးတော့အဲ့ဒီ line အတိတ်ကြောင့်ကျွန်တော်တို့ကပြောင်းလဲတယ် somebody ဖြစ်လာတယ်တဆုံးတယောက်ဖြစ်လာတယ်သခင်ယေရှုအတွက်ကိုရောရဲ့နာမတော်ဘုန်းတော်ထင်ရှားစေဖို့အတွက်ကိုတဆုံးတယောက်ဖြစ်လာတယ်နာမည်ဖော်ပြခြင်းခံရတဲ့ Jairus ရှိမှာ somebody ဖြစ်လာတယ်အာမင်ခုနကတူနာမည်တော်မှာဖော်ပြထားတာဝိတုနာဆွဲတဲ့မျိုးသမီးဒီမှာကျွန်တော်တို့လူနာမည်သိပေမဲ့နည်းနည်းမကောင်းတဲ့ဟာကိုဖော်ပြခြင်းလို့လားပါလားတော့မသိဘူးအဲ့ဒီတယောက်ကိုသိလာခြေတော့တစ်ဖက်ကောင်းတဲ့လူလေဒီလိုမျိုးအမှန်တော့ခြေတော့တစ်ဖက်မကောင်းတဲ့လူကိုပြောချင်တာခြေတော့တစ်ဖက်မကောင်းတဲ့လူမပြောဘဲနဲ့ခြေတော့တစ်ဖက်ကောင်းတဲ့လူသိလာနာမည်သိတယ်မသိဘူးမဟုတ်ဘူးဒါပေမဲ့လူရဲ့မကောင်းတဲ့အချင်းလို့ပြောမှာနာမည်ကိုမဖော်ပြချင်ဘူးအဲ့ဒီမကောင်းတဲ့အကွက်ကိုမတိမတာလေးတဏှာလေးပြီးတော့ပြောလိုက်သေးတယ်ကျွန်တော်တို့အဲ့လိုတဘာဝရှိတယ်ဒီမှာလေသူအရန်ရှက်ရတဲ့သူအရန်စိတ်အားငယ်ရတဲ့သူအရန်တိမ်ငယ်ရတဲ့နာမည်တက်ချင်းခါရတယ်သွေးသွန်နာဆွဲတော်သူကျွန်တော်တို့ကအဲ့ဒီသွေးသွန်နာဆွဲတဲ့လူများဖြစ်နေတာကျွန်တော်တို့စိတ်ဓာတ်ကအဲ့ဒီသွေးသွန်နာနဲ့တူနေသလားကျွန်တော်တို့အသက်ရှင်နေတယ်ကျွန်တော်မျက်နှာမှာပြုံးနေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာကျွန်တော်တို့ရဲ့နှလုံးသားဟာကျွန်တော်တို့ရဲ့စိတ်ဓာတ်ကအဲ့ဒီသွေးသွန်နာဆွဲနေသလားရှိပါလိမ့်မယ်ဒါပေမဲ့ဒီကနေ့ယေရှုဟာကျွန်တော်တို့ထဲမှာရှောက်နေတော့ပါကျွန်တော်တို့ရဲ့တို့ချင်းကိုသူခံဖို့ရှောက်သွားနေတော့ပါသွားပြီးတော့တို့လိုက်ရုံပါပဲသွားတို့လိုက်တဲ့နေရာမှာသွားတို့လိုက်တဲ့အချိန်မှာအဲ့ဒီအခိုက်အတန့်မှာပဲဘုရားရှိမှာဘုရားရဲ့မေတ္တာဟာလိုက်ထသွားပြီးတော့ somebody တဆုံးတယောက်ဟာဘုရားကျွန်တော်ကိုတို့တယ်ငါ့ကိုတို့တယ်ဘာဖြစ်လို့လဲသူရဲ့တကိုးတော်ဒီမှာပါဆိုတယ်